Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဆိုရင်ပါဒီနေ့ဗီဒီယိုမှာတော့ဒီလိုမျိုးတက်လီကောက်ဘယ်လိုလုပ်လို့ရမလဲဆိုတာကျွန်တော်လုပ်ပြတော့မှာပဲဖြစ်ပါတယ်ဗျကဲဒါဆိုရင်ချိန်လေးဆွဲပဲစလိုက်ရအောင်လိုအပ်တဲ့ပစ္စည်းတွေကတော့ Okay ဒါဆိုရင်ကျွန်တော်တို့စားဆောင်မဲ့နေရာကိုတစ်သားတွေထားပြီးတော့အပေါ်တက်ကိုတက်လိုက်ပါဗျကိုလိုချင်တဲ့အမြင်လောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ဘေးကိုအတစ်သားနှသုံးထားပြီးတော့ obsidian ကိုထားပေးပါဗျပြီးရင်တော့ obsidian အောက်မှာကျွန်တော်တို့ iron trap door ကိုထားပြီးတော့ကျွန်တော်လုပ်တဲ့အတိုင်းတစ်သားကိုပြန်ထားပေးပါဗျ Okay ဒီလိုမျိုးရပြီဆိုရင်ဒီဘက်ကိုလာပြီးတော့ကျွန်တော်လုပ်တဲ့အတိုင်းတစ်သားတွေကိုလိုက်ပေးပါဗျပြီးရင်တော့ကျွန်တော်တို့အောက်ကို obsidian နှသုံးပြန်ထားပေးပါဗျပြီးရင်တော့ကျွန်တော်လုပ်တဲ့အတိုင်းလိုက်လုပ်ပေးပါဗျ Okay ပြီးရင်တော့ကျွန်တော်တို့ဒီဘက်ကိုလည်းလာပြီးတော့စောနာအတိုင်းလုပ်ပေးပါဗျOkay ပြီးရင်တော့ကျွန်တော်တို့ဒီ obsidian ရဲ့အောက်မှာကျွန်တော်ထားတယ်လို့တစ်သားတွေကိုလိုက်ထားပေးပါဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီရှေ့မှာတစ်သားတွေနဲ့ပြန်ပေးပြီးပါဗျ Okay ပြီးရင်တော့ကျွန်တော်တို့တကားပေါက်ရဲ့ပုံမှာပိုထွန်းထားလိုက်ပြီဆိုရင်တော့ရပါပြီဗျအပေါ်ပိုင်းကတော့အဆင်ပြေတော့ပါပြီ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ obsidian နဲ့trap door ရဲ့အောက်တက်ကိုဆင်းသွားပါဗျပြီးရင်တော့ကျွန်တော်တို့အောက်ကို3 block တူးပေးလိုက်ပါဗျပြီးရင်ဘေးနားကိုလည်းကျွန်တော်တူးတို့လိုလိုက်တူးပေးပါဗျဘေးနားမှာတွေကတော့ကျွန်တော်တို့2 block ပဲတူးဖို့လိုပါတယ်ဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ redstone ကိုယူပြီးတော့ကျွန်တော်ထားတယ်လို့ဒီ2 block နေရာမှာထားပေးလိုက်ပါဗျပြီးရင်တော့ကျွန်တော်တို့ဒီဘိုမှာ trap door ကိုထားပြီးတော့သူ့ပေါ်မှာကျွန်တော်တို့ observer ကိုထည့်လိုက်ပါဗျပြီးရင်တော့ observer ရဲ့ပေါ်မှာကျွန်တော်တို့ slime တင်ပြီးတော့ slime ရဲ့ဘေးမှာကျွန်တော်တို့piston လေးနှစ်ခုကိုထားပေးလိုက်ပါဗျပြီးပြီဆိုရင်တော့ကျွန်တော်တို့slime block နှစ်ခုကိုကျွန်တော်ထားတယ်လို့လိုက်ထားပေးပါဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့အောက်ကိုဆင်းပြီးတော့ observer ကိုထားပြီးတော့ကျွန်တော်တို့ sticky piston ကိုထားပေးလိုက်ပါဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့အပေါ်တက်လာပြီးတော့ဒီအပေါက်နေရာမှာကျွန်တော်တို့ကြိုက်တဲ့တစ်သားတွေနဲ့ပေးလို့ရပါတယ်ဗျပြီးရင်ကျွန်တော်ထားသလိုဘုထုံလေးကိုထားပြီးတော့ဘေးနားမှာလည်းတစ်သားတွေထားလို့ရပါပြီဗျ Okay ဒါဆိုရင်တော့ကျွန်တော်တို့စရန်လို့ရပါပြီဗျ Okay ကျွန်တော်တို့ဒီထဲဝင်ပြီးတော့ဘုထုံလေးကိုနေလိုက်ပြီဆိုရင်တော့အလုပ်လုပ်ဝမ်းဖြစ်ပါတယ်ဗျOkay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒါတို့အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါရစေဗျ Okay so see you guys